နော်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်နှာနဲ့လည်းပေါ်ပြီဒီအောက်ကဒါလေးတွေလည်းပို့ပြီးတော့ပေါ်လာတယ်ဒီအောက်မှာနှာခေါင်းရဲ့ shadow လေးကိုကျွန်တော်တို့နည်းနည်းပါးပါးထည့်ပေးမယ်ပေါ့နော်နော်ဟုတ်ပြီကျွန်တော်ဒါနှာခေါင်းလေးဖြည်းဖြည်းချင်းပေါ်လာပြီနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နှာနဲ့အောင်ဒါအကုန်ပေါ်လာပြီဒီပေါ်ကကျွန်တော်မျက်ခုံးနဲ့ဆက်တဲ့တရားလေးနော်ဒါလေးကအလင်းကအပေါ်ထိုးရတဲ့အတွက်ကြောင့်မလို့ဒီကတော့တုံးကတော့ရှင်းမယ်ဒါပေမဲ့သူကလည်းအမာမဟုတ်တဲ့အတွက်ကျွန်တော်ရှင်းတဲ့နေရာနေပြီးတော့ကျွန်တော်ဖြော့သွားမယ်ပြည်သွားမယ်ဒီမျက်လုံးအတွင်းရှိမယ်နေနော်ပြီးကျွန်တော်အပေါ်လည်းသူကပြန်ပြီးတော့ပြည်လေးသွားမယ်အရင်သူကဂုံးဘူးအထစ်ကြီးလို့မဟုတ်ဘူးအဲ့တော့ကျွန်တော်ပြည်သွားရမယ်နော်ပြီးကျွန်တော်ဒီဘက်ချမ်းနဲ့လုံးဝအလင်းကွယ်တဲ့နေရာဖြစ်တဲ့အတွက်ကျွန်တော်တုံးလေးရှင်းတယ်ရှင်းပြီးအောက်ကိုကျွန်တော်တို့ပြည်သွားတယ်ပေါ့နော်ပြီးကျွန်တော်အပေါ်လည်းပြန်ပြီးတော့သူကပြန်ပြည်ပြီးမယ်နော်ပြီးတော့ဒီနှစ်ဖက်လုံးကိုကျွန်တော်တို့ကပြည်လေးဖြစ်အောင်နော်တအားကြီးဂျိုင်းခွက်ကြီးဖြစ်နေအောင်ကျွန်တော်တို့ဆွဲပြရမယ်နော်ပြီးကျွန်တော်ဒါလေးကနှာခေါင်းရဲ့အချိုင်နော်ဒါလေးကနှာခေါင်းရဲ့အချိုင်နေရာမှာကျွန်တော်တို့တုံးလေးနည်းနည်းရင်ပေးမယ်ပြီးရင်ရင်ရနေပြီးတော့လင်းတဲ့ဘက်ကိုဖြည့်သွားမယ်โอเคအဲ့တော့မှကျွန်တော်တို့ဒီမှာပါရပြီလေနော်လိုချင်တဲ့နှာလန်လေးကိုရပါနော်ကျွန်တော်တို့လည်းနှာလန်နှာခေါင်းလေးကိုကျွန်တော်တို့စပြီးတော့ရပါနော်အဲ့နှာခေါင်းပုံစံလေးကတော့ဒီလိုပဲနော်ကျွန်တော်တို့ဒီမှာ pure highlight ဖြစ်တဲ့အလင်းထိုးမဲ့နေရာမှာကျွန်တော်တို့ခက်ပြက်လေးကိုနည်းနည်းလေးထိတ်လေးလှီးပြီးတော့နှာခေါင်း highlight လေးပေါ်ပါမယ်နော်အဲ့လေးကကျွန်တော်တို့စလိုက်ရနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာနော်မျက်လုံးမြင်ရင်ဆွဲလိုက်မယ်ပြီးရင်မျက်လုံးတစ်လုံးစာအရင်ဆွဲမယ်ပြီးရင်အလဲကောင်ကနေပြီးတော့ကျွန်တော်တို့မျက်နှာခန္ဓာကိုယ်တစ်ခုလုံးထောက်ဝပိုင်းထားတယ်မြင်ဆွဲမယ်နော်ပြီးရင်ကျွန်တော်တို့ဒီအောက်ကနေဒီအကွာဝေးကိုတူတူဖြစ်အောင်ကျွန်တော်နှစ်နားညီတဲ့ trigger လေးပုံစံမျိုးလေးဖြစ်အောင်ဆွဲလိုက်တယ်အဲ့တော့ဒီအကွာဝေးလို့ရပြီအောက်ကိုရောက်ပြီဆိုရင်သူနဲ့အကွာဝေးတူတူလေးယူလိုက်မယ်မြင်းလေးသုံးမြင်းဆွဲလိုက်မယ်ပြီးရင်ကျွန်တော်တို့တရားကွက်လေးလုပ်လိုက်မယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ထဲထဲမှာကျွန်တော်တို့ပါအရင်ရေးလဲစဝိုင်းလေးအရင်ရေးလိုက်တယ်နော်ဘေးမှာစဝိုင်းသေးလေး2ဝိုင်းလေးရှိမယ်ဒီဘက်ဘေးမှာစဝိုင်းသေးလေး2ဝိုင်းစဝိုင်းအသေးနဲ့အကြီးနဲ့ဆက်တဲ့နေရာမှာနှာခေါင်းအပေါက်ရှိမယ်အောက်ကိုဖြုံသွားမယ်ဒီလိုမျိုးသွားမယ်ပြီးရင်နောက်တစ်နှာခေါင်းဆက်မဲ့တာဒီပေါင်မထီဘူးเนาะဒါလေးအမြဲတမ်းမှတ်ထားမယ်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ဒီအောက်ကွက်မှာပဲရှိမယ်ဒီမြင်းလေးရဲ့အပေါ်နည်းနည်းလေးနှာခေါင်းအပွားလေးอ่ะဒီလိုမျိုးလေးနည်းနည်းဝင်သွားမယ်ပေါ့နော်ဒီပုံစံလေးဖြစ်နေမယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီနှာခေါင်းကိုအလဲသေးကိုသေးသွားမယ်ဒီဘက်ချမ်းကလည်းအလဲသေးကိုနှာနဲ့ဆင်းနဲ့ဝင်ဖို့လည်းသေးသွားမယ်ပြီးရင်ဒါကမျက်လုံးနှာခေါင်းရဲ့အချိုင်အပေါ်မှာပါဆက်လာမယ်ဒါမျက်ခုံးနဲ့တန်းတန်းသွားနေတယ်မျက်ခုံးစီကိုသွားတယ်မြင်ပေါ့နော်โอเคအဲ့ဒါပြီးတော့မှကျွန်တော်ကဒီမှာဒါလေးကိုနည်းနည်းလေးတုံးလေးထည့်ကြည့်မယ်ပေါ့နော်ကျွန်တော်တုံးထည့်တဲ့အားလေးတို့ကျွန်တော်ပြောပြရဲအလင်းကဘယ်ဘက်ကထိုးရင် shadow ကညာဘက်မှာရှိမယ်အလင်းကညာဘက်ကထိုးရင် shadow ကဘယ်ဘက်မှာရှိမယ်အဲ့လိုမျိုးပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီမှာနည်းနည်းလေးသူ့ရဲ့ဒီအောက်ကပါလဲကွယ်နေတယ်ကျွန်တော်နှာခေါင်းရဲ့အပြားเนาะဒါကဘာရှိရမှာလဲလုံးဝအကုန် shadow ရှိရမှာပေါ့เนาะတုံးကတော့ကျွန်တော်ပြန်ပြီးတော့ဟိုလိုမျိုးအကြမ်းမြင့်မဲ့ဆွဲပြန်လိုက်တော့မယ်เนาะဒါလည်းဆိုရှေ့မှာဆွဲပြီးသားမို့လို့เนาะဒါနှာခေါင်းတဲ့နည်းနည်းလေးရင်ဘက်ကလွတ်သွားရသူလည်းရှိမယ်ဒါမျိုးကြီးကြောင့်မို့ကျွန်တော်နည်းနည်းလေးပြန်ဆွဲပြပေးเนาะโอเคဒီဘက်က shadow ရှိရပိုင်းဒီဘက်ကလင်းထိုးရပိုင်းအဲ့တော့ဒီဘက်နဲ့ဟိုဘက်ဆိုရင်လင်းထိုးတဲ့ဘက်ကတုံးအားဖြုံမယ်နော်ဒီလိုမျိုးတော့နှာခေါင်းပဲပုံတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဘေးတစ်စောင်းသွားမယ်နော်ဘေးတစ်စောင်းဆိုရင်ကျွန်တော်ရင်ဆုံးဆောင်းဝိုင်းရင်ဆွဲလိုက်မယ်ပြီးရင်နှာခေါင်းကဘေးကိုနည်းနည်းစောင်းမှဖြစ်တဲ့အလယ်မြင့်ကနော်နှာခေါင်းရဲ့မြင့်အစောင်းနဲ့ကျွန်တော်ဆွဲလိုက်မယ်ပေါ့နော်ပြီးရင်ဒီဘေးကနော်
ဆောက်ဝိုင်းလေးတွေကဒီဘက်ဆောက်ဝိုင်းကကျွန်တော်ဟိုဘက်ကိုလှည့်သွားတဲ့အခါမှာဆောက်ဝိုင်းတစ်ဝိုင်းကတေးပြီးတော့အတွင်းထဲကိုဝင်သွားတဲ့ပုံစံဖြစ်မယ်ဒီဘက်ဆောက်ဝိုင်းကကြီးပြီးတော့ပိုကြီးလာမယ်ပေါ့နော်နှစ်ခုကအရွယ်စားမတူတော့ဘူးဘာလို့လဲအနီးအဝေးသဘောတရားနဲ့သက်ဆိုင်နေပေါ့နော်နှာခေါင်းပေါက်လေးကဒီဘက်ကပပလေးပဲမြင်ရမယ်ဒီဘက်ပေါက်လေးကဒီလိုလေးဖြစ်နေမယ်โอเคပြီးရင်နော်ဒါနှာခေါင်းအပေါ့ပြန်ကျွန်တော်နှာတန်ကကျွန်တော်ဒီတိုင်းသွားရင်တအားကြီးဆောင်းတော့နော်အဲ့တော့ဒီပေါ်ကနေလာမယ်နှာခေါင်းဒီလိုလေးသွားမယ်ရှေ့ကိုနည်းနည်းထွက်မယ်ဒါနှာခေါင်းရဲ့အချိုင်နေရโอเคဒါဆိုရင်ကျွန်တော်တို့နှာတန်လေးကိုရပါပြီနော်ဘေးကိုနည်းနည်းဆောင်းနေတဲ့နှာခေါင်းရဲ့ပုံစံပြီးရင်သူကအောက်မှာအပြားလိုက်ရှိတယ်ဆိုတော့ကျွန်တော်တို့သိထားတယ်အဲ့တော့နော်ဒါကျွန်တော် share လို့ကြမယ်အပိုင်းနော်ပြီးရဒီမှာထိုးမယ်ဆိုရင်ကျွန်တော်ဒီမှာနှာနဲ့ဆင်းလာတဲ့နေရာဒီလိုမျိုးလေးကျသွားလေးတွေရှိမယ်နော်โอเคဒါကတော့ကျွန်တော်ဘေးတစ်စောင်းတုံးနေတော့မပါတော့ဘူးနော်တုံးနေကကျွန်တော်ရှေ့မှာဆွဲပြပြီးသားဖြစ်တယ်အဲ့တော့ဒါဘေးကိုနည်းနည်း45 ဒီဂရီဆောင်းလိုက်တာဟုတ်ပြီဒါဆိုရင်ကျွန်တော်ဘေးကိုလုံးဝကွက်တီဆောင်းလိုက်တာမျိုးဆိုရင်ဘယ်လိုရှိမလဲဆောင်းဝိုင်းမဲ့ဆွဲမယ်ဘေးကိုဆောင်းတဲ့အခါမှာဒီမြင်းကအပေါ်ကိုယူပြီးတော့ဆောင်းမယ်နော်အောက်ကဆောင်းဝိုင်းရဲ့ပြင်ကိုကျွန်တော်တို့ဒါဆောင်းဝိုင်းလေးကအောက်မှာကျွန်တော်နည်းနည်းလေးကြာပြီးတော့တည်တည်လေးဖြစ်နေမျိုးဒီလိုမျိုးနော်ဆောင်းဝိုင်းโอเคဒါဆိုရင်ကျွန်တော်ဒီမှာလာမယ်နှာခေါင်းတန်တန်ပဲဆင်းလာမယ်နော်ဒီဘက်အောက်ကိုရောဆောင်းဝိုင်းရဲ့ဒီနားလာပြီးတော့ဒီဘက်ကိုအတဲမသွားပဲနဲ့အောက်ကိုဆောင်းလာမယ်ဟုတ်နော်အောက်ကိုဒီလိုမျိုးလေးသွားမယ်ပြီးတော့မှကျွန်တော်နှာခေါင်းရဲ့အပေါက်ဘာဝလေးကိုကျွန်တော်တောင်းဟုတ်ပြီသူရဲ့ဒီအောက်ကနှာခေါင်းရဲ့အပြားရှယ်လို့ရှိမယ်နေရဒါလေးကိုကျွန်တော်ဆွဲလိုက်နော်ဒါဆိုရင်ကျွန်တော်ဒါဟာလေနှာခေါင်းကိုလုံးဝ90 ဒီဂရီဘေးကိုလှည့်နေရဟုတ်ပြီနော်โอเคဒါဆိုရင်ကျွန်တော်အပေါ်အောက်လှန်နေတယ်ဟာလေးလည်းရှိအပေါ်အောက်မုံနေတဲ့နှာခေါင်းလေးရှိမယ်အပေါ်မုံနေတဲ့နှာခေါင်းလေးကျွန်တော်အရင်ဆွဲကြည့်မယ်အပေါ်မုံနေဆိုကျွန်တော်အရင်ဆုံးဆော့ဝိုင်းကိုဆွဲမယ်ပေါ့နော်ကျွန်တော်ဆော့ဝိုင်းကိုဆွဲလိုက်မယ်ဒီဆော့ဝိုင်းလေးရဲ့ဘေးမှာဆော့ဝိုင်းလေးကအပေါ်မုံလိုက်တဲ့အခါမှာအောက်ကိုကျသွားမယ်အသေးတွေကအောက်ကိုကျသွားမယ်နော်ဆော့ဝိုင်းသေးတွေကအောက်ကိုကျသွားမယ်ပြီးရင်ဒီဆော့ဝိုင်းလေးဆက်တဲ့နေရာမှာဒီနေရာတွေမှာကျွန်တော်တို့ကနှာခေါင်းပေါက်တွေရှိမယ်ဒီနားလေးမှာနှာခေါင်းပေါက်တွေအပေါ်ကနှာခေါင်းပေါက်ကပိုကျယ်ပြီးတော့မြင်လာရမယ်နော်ပြီးတော့မှဒီနှာခေါင်းရဲ့အပေါ်နဲ့အပေါ်ကိုဒီလိုမျိုးလေးတက်သွားမယ်နော်အဲကျွန်တော်အပေါ်မော့ထားတဲ့နှာခေါင်းနော်နှာခေါင်းရဲ့ပုံစံနဲ့ကျွန်တော်မော့လိုက်ပြီးခေါင်းတစ်ခုလုံးမော့လိုက်ပြီးဆိုရင်ကျွန်တော်တို့ကနှာခေါင်းအပေါ်တက်သွားရင်မရှိတော့ဘဲနဲ့ကျွန်တော်တို့မြင်ရတဲ့ပမာဏကတိုးပြီးတော့ထွက်သွားမယ်အဲ့တော့ကျွန်တော်နှာခေါင်းတိုးမယ်ပြီးရင်နှာတန်းကလည်းကျွန်တော်တို့တိုးသွားမယ်ပြီးရင်ညခုံးနော်ပြီးရင်ကျွန်တော်မျက်လုံးတွေပါတွေကအစားပေါ်မော်တဲ့ကမှာပုံစံပြောင်းနေရှေ့မှာတင်ခဲ့တဲ့မျက်လုံးတွေအတိုင်းပဲဒီမျိုးဖြစ်သွားနော်ပြီးရင်သူကငုံမယ်ဆိုလို့ရှိရင်ဘယ်လိုလဲငုံနေဆိုရင်စလုံးကသူကပြောင်းပြန်ဖြစ်မယ်ဘေးကစလုံးလေးအပေါ်တက်သွားမယ်ဘေးစလုံးအသေးလေးနှလုံးအပေါ်တက်သွားမယ်ပြီးရင်နှာခေါင်းရဲ့ပုံစံရှေ့ကိုဒီလိုထပ်မယ်နော်ပြီးရင်တော့နှာတန်းကငုံရင်လည်းကျွန်တော်နည်းနည်းတူသွားမယ်ပြီးရင်ဒါလေးကပိုကားသွားမယ်ဒီလိုမျိုးပါနော်ပြီးရင်တော့ဒါမျက်ခုံးဆောင်းတဲ့ပုံစံပေါ်မယ်နော်ပြီးရင်တော့မျက်လုံးကဘယ်ရလာမလဲငုံထားဆိုရင်မျက်လုံးက
နည်းလေးဒေါသထွက်တဲ့ပုံပေါ်ရဆိုတာတော့နော်ဒီမှာဒါဆိုရင်ကျွန်တော်ခေါင်းငုံနေတာမော့နေတာငုံနေတာနော်အဲ့လိုမျိုးရโอเคဟုတ်ပြီဒါကတော့ဗာလဲကျွန်တော်နှာခေါင်းရဲ့ဘာလို့ပြောလဲပြီးတာရဲ့အပေါ်မော်တာလေးရဲ့ငုံတာလေးတွေပေါ့နော်ဒါနှာခေါင်းရဲ့ပုံစံလေးဒါလေးတော့ကျွန်တော်နှာခေါင်းပြီးတောင်းလေးနည်းနည်းထပ်ဆွဲထားမယ်နော်